ကျမ်းပါပါသည်ချမ်းသာပါသည်ကျမ်းပါပါသည်ချမ်းသာပါသည်သုံးခါလို့ရွတ်လိုက်တာလူဆိုးတသိန်းနဲ့လက်ယုံတစ်ထောင်ရှိတယ်လူဆိုးကြီးပါအပသူ့တပည့်တသိန်းပါဘာဖြစ်သွားလဲဘာဖြစ်သွားလဲရှင်နဲ့မျောပြီးတော့လွတ်ထွက်သွားပါလိရောစัจ java လာကြီးဟိုးဘက်ကိုအတော်ကြီးစัจ java လာဆိုတာပါတယ်ဩကဘာကြီးဟိုးဘက်ကိုလွတ်သွားတာပေါ့ကွာဩတော်တော်စွမ်းတာပဲအတော်ကြီးအဲ့တကိုးရှင်ထိုင်ရမထပဲနဲ့ဘာလုပ်တော့လဲကျမ်းပါပါသည်ချမ်းသာပါသည်ကျမ်းပါပါသည်ချမ်းသာပါသည်လုပ်လိုက်တာဩတော်တော်စွမ်းတာပဲအေးဒီညတော့ဒီပုံမြင်ဒီမှာပဲရက်တယ်နေ့ပိုင်းကြတော့မှနောက်ပုံမြင်တစ်ခုကိုပြောပါမယ်နောက်နေ့ညဘာပုံမြင်ဆက်လဲကဲနောက်နေ့ညသူပြောမဲ့ပုံမြင်လောက်ပြခင်ဗျားတို့ဘက်ကငကိုရီးယားပြောပြီးသားညဝေရင်လို့လာတယ်ဆရာလုပ်ချင်လို့လာတာမဟုတ်ဘူးပြောရရင်ဆွေးနွေးချင်လို့လာတယ်ပထမညလေရုပ်တစ်ထောင်ရှိတဲ့လူဆိုးပြီးသွားပြီနောက်ညဘယ်သူလာမလဲလက်ညိုးပေါင်းတစ်ထောင်ပြည့်ဖို့တစ်ချောင်းလိုတဲ့ယူဇနာ3ယူဇနာကိုမိုင်ပေါင်း36မိုင်ကိုမရက်မနတဟုံဒိုးတဲ့ပြေးသွားနိုင်တဲ့လူဆိုးကြီးနဲ့တွေ့ပြန်အောင်တွေ့လို့တကိုးကြီးနဲ့တွေ့တကိုးကြီးကဘာလုပ်လဲကျမ်းပါပါသည်ချမ်းသာပါသည်လုပ်လိုက်တာပြီးသွားပြန်ရောတကောင်ရှုံသွားပြန်အောင်ဟာအတော်ကြီးတကိုးကြီးကဘာမှမလုပ်ကျမ်းပါပါသည်ချမ်းသာပါသည်ကျမ်းပါပါသည်ချမ်းသာပါသည်အဲ့ဒါနဲ့အကုန်နိုင်လားအကုန်နိုင်တဲ့အကောင်လေးရဲ့တော်တော်သဘောကျတတိယညဘယ်သူလာပြန်နာလာဂိရိစင်လေဟုတ်လားစင်စိုးကြီးလာပြန်ဟောစင်စိုးကြီးနဲ့တကိုးကြီးနဲ့တွေ့ကြပြန်ဟောအဲ့လေကြောင့်ဘာလုပ်လဲကျမ်းပါပါသည်ချမ်းသာပါသည်နဲ့ပွဲသိမ်းသွားပြန်စင်လဲမနိုင်ဘူးနောင်နေ့ညဘီလူနဲ့တွေ့ပြန်ဟောဘီလူနဲ့တွေ့တော့တကိုးကြီးကဘာလုပ်လဲကျမ်းပါပါသည်ချမ်းသာပါသည်ကျမ်းပါပါသည်ချမ်းသာပါသည်နဲ့လုပ်လိုက်တာဘီလူလဲမနိုင်ဘီလူလဲရှုံသွားတာဘယ်သူနဲ့တွေ့တယ်တကိုးကြီးပဲနိုင်တယ်တကိုးကြီးကဘာလုပ်လဲကျမ်းပါပါသည်ချမ်းသာပါသည်ကျမ်းပါပါသည်ချမ်းသာပါသည်နဲ့နိုင်တယ်အဲ့လိုနဲ့ပုံပြင်ဘယ်နည်းပြောရလဲရှေ့ရပြီးသွားပြီပုံပြင်ဘယ်နည်းလဲရှေ့ရပြီးလို့9ရက်မြောက်ညသွားပြန်အောင်ဒီညတော့ပုံပြင်ထူးစမ်းစမ်းကြားအောင်မယ်ဒီတကိုးရှင်တော်တော်စွမ်းတာငကားနဲ့တွေ့လဲနိုင်ပါလေရဲ့ဟုတ်လားဗမာနဲ့တွေ့လဲနိုင်ပါလေရဲ့စင်စိုးနဲ့တွေ့လဲနိုင်ပါလေရဲ့လူဆိုးနဲ့တွေ့လဲနိုင်ပါလေရဲ့နဲ့တွေ့လဲနိုင်တာပဲနိုင်တာမှထားချရတာမဟုတ်ဘူးဘာပဲလုပ်တာလဲထိုင်ရမထားကျမ်းပါပါသည်ချမ်းသာပါသည်နဲ့နိုင်တယ်တော်တော်စိတ်ဝင်စားတယ်ခလေးကိုအသက်17နှစ်ရွယ်ရှိတဲ့ခလေးတောက်နေတယ်တအားစိတ်ဝင်စားပါ9ရက်မြောက်တော့ညသွားလိုက်တယ်အတော်ကြီးဘာလဲကောင်းလေးပုံပြင်လေးလှုပ်လေတကိုးရှင်ပုံပြင်စက်အောင်လေးကောင်းလေးစိတ်မဆိုးပါနဲ့ဟာဘာဖြစ်လို့လဲငါပြောနေတဲ့တကိုးရှင်ဆိုတာတခြားမဟုတ်ဘူးတဲ့ဘာလို့လဲမြတ်စွာဘုရားရှင်ကိုပြောတာငါတို့ဗမာတွေကိုးကွယ်တဲ့ဘုရားကိုပြောတာငါပြောနေတဲ့ပုံပြင်ရှစ်ပုတ်ကရိုးပုံပြင်ရှစ်ပုတ်မဟုတ်ဘူးဘာလဲတို့ဗမာလူမျိုးတွေအထုံးမြတ်ထားတဲ့အောင်ခြင်းရှစ်ပါးကိုပြောတာဟာရှိုက်တယ်ဣဘလစ်သေပြီဘာဖြစ်တာမွတ်စလင်ဝါဒကလူတွေဟာဘေးဘာသာရဲ့တရားကိုမနာရဘူးလေမွတ်စလင်ဘာသာကလူတွေဟာသူ့ဘာသာတရားပဲသူလေ့လာရမယ်သူ့ဘာသာပဲသူယုံကြည်ရမယ်ဘေးဘာသာကိုမလေ့လာဘူးဘေးဘာသာကိုမယုံကြည်ရဘူးဗုဒ္ဓဘာသာမှလွှဲရင်ကျန်တဲ့ဘာသာတွေအားလုံးဟာတကားပိတ်ထားတယ်ဗုဒ္ဓဘာသာကဘာဖြစ်လဲတကားဖွင့်ထားတယ်ဟုတ်လို့လားဘယ်နှမ်းမှပြောလဲဖွင့်တယ်လို့ဗုဒ္ဓဘာသာတကားဖွင့်လို့ဘယ်နှမ်းမှပြောတာခေါင်းနဲ့ရေးတာထေရဝါဒအထူးတရားပွဲလို့ရေးတာမှုံဝါဖြီးလို့မရဘူးနဲ့တူတယ်ဟုတ်လားမှုံဝါဖြီးလို့မရဘူးအဲ့တော့ဗုဒ္ဓဘာသာတရားတော်ကတကားဖွင့်ဝါဒလို့ပြောရင်ဘယ်နှမ်းမှဖွင့်လဲဒုက္ခတော့ဘဂဝတာဓမ္မောတန်ဋိဋ္ဌိကောအကာလိကောအေဟိပတ္တိကောလာလက်ရှုလက်စမ်းတဲ့လက်မကြိုက်ရင်ပြန်သွားမကျင်နဲ့ရင်နောက်တစ်ခေါက်ထက်လာခဲ့ဦးကံဝိကံအမြဲတကားဖွင့်လာတယ်အမြဲကြိုဆိုတယ်ဘယ်ပါလိလဲအေဟိပတ္တိကောလာလက်ရှုလက်စမ်းတဲ့လက်မကြိုက်ရင်ပြန်သွားမကျင်နဲ့ရင်နောက်တစ်ခေါက်ထက်လာခဲ့ဦးကံဝိကံအမြဲတမ်းဘာဖြစ်လဲကြိုဆိုတယ်ဘာပြောရလဲတကားဖွင့်လာတယ်မွတ်စလင်ဘာသာမှာကလုံးဝတကားမဖွင့်တာဘူးအဲ့တော့ဒီအတော်ကြီးပြောတဲ့ပုံပြင်ကိုနားထောင်ပြီးတဲ့နောက်ဘာဖြစ်သွားပြီလဲဟာသွားပြီ
တို့ဘာသာမှာပြောထားတယ်မွတ်စလင်ဘာသာမှာပြောတယ်တခြားဘာသာတရားတွေကိုနားထောင်ရင်ဘာဖြစ်ပြီလဲရှိုက်တန်ဖြစ်ပြီအီဘလစ်ဖြစ်ပြီတသေဖြစ်ပြီသေရဖြစ်ပြီပြီးငရဲကြလိမ့်မယ်သွားပါပြီဒုက္ခပါပဲငါတော့ကလေးဘဝနဲ့ခေါင်းနှစ်ဖက်နေကြီးသွားပြီခေါင်းနှစ်ဖက်ကြီးပြီးတော့အဲ့ညအတော်ကြီးရဲ့ပြန်တော့မယ်ဆိုတော့စိတ်ပြက်လက်ပြက်နဲ့ပြန်စိတ်ပြက်လက်ပြက်နဲ့ပြန်တော့အိမ်ကိုပြန်တဲ့အချိန်မှာစဉ်းစားကြည့်ဩဗမာဖျားမန်းငါမသိလို့နားထောင်တာငါမှတော့အပြစ်မဖြစ်တော့ပါဘူးကိုပေါ့ကိုလျှော့ထောင်းတာပေါ့ကလေးဘွားနဲ့ဗမာတရားမှန်းမသိလို့ငါနားထောင်တာငါအပြစ်တော့မရှိပါဘူးငါ့ကိုအလာဟုရှင်မြတ်ကအပြစ်မပေးတော့ပါဘူးဟုတ်ပြီဟုတ်ပြီလို့ပြောပြီးတော့စဉ်းစားလိုက်တယ်ဗမာဖျားတော်တော်တကိုးကြီးတာပဲလူဆိုးတွေနဲ့တွေ့တယ်နက်တွေနဲ့တွေ့တယ်ဗမာတွေနဲ့တွေ့တယ်နဂါးနဲ့တွေ့တယ်စင်နဲ့တွေ့တယ်ဘသူနဲ့တွေ့တယ်ဘာဖြစ်လဲထိုင်ရမထကျမ်းမာပါစေချမ်းသာပါစေကျမ်းမာပါစေချမ်းသာပါစေနဲ့တီးခိုက်တာအကုန်လုံးဘာဖြစ်လဲနိုင်နေတို့ကလားဖျားမှာကတမန်တော်မူဟာမက်တိုက်ပွဲတွေတိုက်တယ်လို့ပလီဆရာကြီးကပြောဘူးတယ်တခါတခါရှုံးနေတခါတခါနိုင်နေတော်တော်ချရတယ်တခါတခါကြရင်တခါတခါကြတော့လေချပြီမဲ့လည်းမနိုင်ဘူးထွက်တောင်ပြေးရသေးတယ်တို့ကလားဖျားဥစ္စာကနည်းနည်းတော့ညံ့နေတယ်ထင်တယ်ဗမာဖျားတကိုးရှင်ကတော်တော်မြင့်နေတယ်နဲ့တူတယ်စိတ်ထဲမှာအတွေးဝင်လာတယ်စိတ်ထဲအတွေးဝင်တော့အိမ်ကိုပြန်လာတယ်ဦးစင်းရဲ့အမေလုပ်တဲ့သူကမွတ်စလင်ဘာသာဆိုပြီးမဲ့မကတီဝတောက်လုံးနီးနီးရပါတယ်ကိုကံပြို့အလို့ရပါတယ်ပါရမီပြို့အလို့ရပါတယ်စလေဥပုံညရဲ့စက်ကြီး40ပြတ်သက်4ပုတ်အလို့ရပါတယ်စားပြီးအဖက်ရှုများပါတယ်ဗုဒ္ဓဘာသာတဲ့ပြောင်းမလို့သူကချိန်နေတာဦးစင်းကမသိဘူးအိမ်လဲပြန်ရောက်သားဘယ်ပြန်လဲခေါင်းရင်အိမ်သွားတာခေါင်းရင်မှာစာချက်ပြီးပြန်လာတာမိမျက်နှာတစ်မျိုးပဲတစ်မျိုးပြန်လာမေးရဲ့ဗမာတကိုးရှင်ရလေဗမာဖျားတကိုးရှင်တော်တော်တကိုးကြီးတာနော်ဘာကောင်နဲ့တွေ့တယ် तू ကထိုင်ရမထကျမ်းမပါသည်ချမ်းသာပါသည်ကျမ်းမပါသည်ချမ်းသာပါသည်အကုန်လုံးနိုင်တယ်ကျွန်တော်တို့ကလားဖျားတော်တော်ချတာတခါလေးရှုံးနေတဲ့အမေကသိအစင်မပြေဘူးထင်တယ်ဟာမင်းဘာဖြစ်လို့လဲအမေစဉ်းစားကြည့်ကျွန်တော်ကြောင်းတက်တယ်ကြောင်းမှာဦးဇင်းတို့က9တန်းညွန့်ဟန်ဆိုတဲ့ကြောင်းသားရှိတယ်ညွန့်ဟန်ဆိုတဲ့ကြောင်းသားအသက်က16နှစ်တက်တော့9တန်းဗလာအကြီးသူ့တပည့်လုံနေအတန်းတွေကကောင်အကုန်လုံးကဘယ်သူမှဘုံမကြရဘူးကိုယ်လာချမကြရင်ညွန့်ဟန်နဲ့တိုင်လိုက်ညွန့်ဟန်ကြီးတပည့်ဆိုရင်ဘယ်သူမှလာမကက်ရဘူးအကုန်သေးသွားမှာညွန့်ဟန်ချမှာအဲ့တော့ညွန့်ဟန်တပည့်ဖြစ်တော့မှအချင်းကြီးတော်တော်ကောင်းတယ်ဆိုရင်ဗမာတကိုးရှင်ရဲ့တပည့်ဆိုရင်တော့အမေတော်တော်အချင်းကြီးကောင်းမှာဟိုကလားဖရားရဲ့တပည့်ကသိချင်းနေမကောင်းထင်တယ်တော်တော်ခံရတာများတယ်အမေကျွန်တော်ဗမာလုပ်ချင်တယ်ဘာပြောလိုက်လဲအမေကျွန်တော်ဗမာလုပ်ချင်တယ်အမေကလည်းငကိုတည်းကဗုဒ္ဓဘာသာပြောင်းဖို့အစီအစဉ်ရှိပြီးသားရှိတယ်ကျတော့အမေကတာရဲ့ပြောင်းရင်လည်းပြောင်းပေါ့ဗမာလုပ်ချင်လဲလုပ်ပေါ့ဗုဒ္ဓဘာသာလုပ်ချင်လဲလုပ်ပေါ့အဲ့ဒါနှစ်ဖန်ကြမှာစဉ်းစားမင်းနှစ်ဖန်ကြရင်ဗမာလုပ်ချင်လဲလုပ်တော့ဆိုတော့နှစ်ဖန်ကိုဘာလုပ်မလဲဗမာလုပ်ချင်လဲလုပ်တော့မနဲ့မိုးလင်းအိယာထမျက်နှာသိမုတ်စားပြီးထိုင်စဉ်းစားတယ်ငါဗမာလုပ်ကြမယ်ဘယ်လိုလုပ်ရင်ဗမာဖြစ်မလဲကဲဦးစင်း7နှစ်သားနဲ့ခြာလဘက်လဲခဲ့တဲ့အတွေ့နော်ဟိုခင်ဗျားတို့ကရှိတယ်ကျုပ်မှတော့မောခဲ့ရတာရီစရာနောက်မှာမောစရာကြီးကက်ကက်ပါလာဗမာဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစားရတယ်အဲ့ဒီအချိန်မှာဘာတွေ့လဲအိမ်ရှိမှာအပန်တပန်ကြားတယ်ဒါနရှင်များရှင်မျက်စာပြစ်ပါတယ်တစုံဆန်အတွက်နဲ့ပြောင်းဆန်အောင်မတက်ရရတဲ့ဖွားသီလာကိုသွားတွေ့တယ်ဗျာတွေ့လဲတွေ့ရောဟာဘုန်းကြီးမိမတော်ပဲထင်လားဘယ်လိုထင်တာလဲဖွားသီလာသည်ဘုန်းကြီးရဲ့မိမဘုန်းကြီးသည်ဖွားသီလာရဲ့ယောက်ျားဘုန်းကြီးကအပေါ်နဲ့အောင်းနဲ့ဝမ်းဆက်မိုက်တလားမမင်းနဲ့ကြည့်လိုက်ရင်ဘလို့ကြည့်ခက်မိုက်မိုက်ပဲသဘောခက်ချက်ကြတွေ့ပြီဘုန်းကြီးမိမဘုန်းကြီးမိမတွေ့တော့ဘာသိလိုက်လဲဆိုတော့ဩဘုန်းကြီးသေးသေးလေးသာလောက်ရရင်ဘုန်းကြီးသေးသေးလေးလောက်